ကျွန်တော်တပွဲလောက်ရှော့ပါပြီတော့ဒီပွဲတော့ရှေ့တင်းတဲ့ပွဲဟာတော့လောကျော်လာပြီဘောတော့အားချောင်းနဲ့ချော်လိုက်ရပြီပြန်မယ်ဒီကောင်းဆိုတဲ့ကောင်ကပမာမခန့်နေနေလို့မမြောက်ကျွန်တော်လေးတော့ကဘေဘီချိုဘေဘီရတော့ကျွန်တော်လူဝါဘနေနေဟိုအမေဖေးကြီးကိုပတ်သက်စီနဲ့ထိုးလိုက်တော့နောက်ပဲကျွန်တော်ပြသူတော့ငယ်ကြောပြတာကျွန်တော်တုံးခဲ့ရပြီနောက်ဆုံးတစ်ခေတ်မှာဒီကောင်မက်ဆေ့လိုက်ကျွန်တော်ဂိမ်းဝါဖလက်ကအာလီနဲ့မပြောက်သေးကျွန်တော်ဖင်ရပြီးသွားလိုက်တယ်ကျွန်တော်ပြောက်ချော့တယ်လေလဟန်ဆိုတဲ့အကောင်ကိုလေကျွန်တော်ပြပါမယ်ခဏဆောင်နော်တော့ဒီလင်းလက်ဟန်ဆိုရကောင်စောက်ဖို့ကျွန်တော်အဲ့တပွဲပဲနိုင်တာကန်ကောင်းလို့ကျွန်တော်သူ့ကိုရိုက်ထားလေးပွေးလို့ကျွန်တော်ပြောပြပါနာမည်ရောပြောပြပါနော်နာမည်ရောပြောပြပါနော်1 5 Z အဲ့လိုပဲရိုက်ထားသူကျွန်တော်ပြမယ်လေးလက်ဟန်အကောက်ပါရှိရဲ့ရုပ်ကိုကျွန်တော်ပြရမယ်ခဏဒါလေးလက်ဟန်ဆိုတော့ကျွန်တော်ရရောအဲ့ကောင်ကျွန်တော်ရရောအဲ့ကောင်ကျွန်တော်ရအဲ့ကောင်ကျွန်တော်ရရောအဲ့ကောင်ကျွန်တော်ရအဲ့ကောင်ကျွန်တော်ရခမတို့ချောင်းပလူကြီးရရှိဒီကောင်ရိုက်ပေးကြပါအိုးလို့ချောင်းပလူကြီးကတို့ဖင်လို့ရကျွန်တော်တို့အကျော်ပေးပြီးဆိုကြီးဆောင်ကျင်တယ်မနိုင်မနိုင်တို့အကျော်ပေးလိုက်တော့နိုင်မနိုင်ပေါ့ဒီခွေးလေးအားလာညောင်းဟူအိုင်ဒီရေဘကမလို့ကောမမမန်ကေဘောဘိုင်ဝမ်ဆိုမန်ကေဘောပြာဘိုင်ဝမ်ဆိုခင်ဗျာကောမခင်ဗျားတို့ ID လေးမန်ကေဘောခင်ဗျားတို့ကျွန်တော် follow တိတ်အဲ့လိုမရတော့ဘူးထင်ပါလေခဏခင်ဗျားတို့ကျွန်တော်ဗီဒီယိုပုံတပုံပြခဏဆုံးဒီချောင်းဆိုတဲ့အကောင်ကျွန်တော်မန်ခေပလိုက်တူနဲ့ကျွန်တော်နဲ့ဘိုင်းဝမ်ဆွေးကြည့်မြင်ရင်မရှိခေါ်လိုက်ဘာကောင်ဆွေးမယ်ကောင်းမမန်ခေလိုက်နော်ဒီလေးအားမချောင်းနေကျွန်တော်သူ့ကျုံးပြသူကလေးလေးကျွန်တော်ကြောပေးရဟိုကျွန်တော်ကျုံးလို့ရသူရိုက်ဟို AYD ချောင်းကစောက်ပေါ်ကျွန်တော်လို့စီယိုယူကိုပဒန်းအောင်ပေးကြိုးလကွာပေး